Minecraft ကြပါဦးဖုန်းမှာဆော်တဲ့ညီကိုတွေတော့ simplify chess တုံးနည်းနဲ့သူ့ရဲ့ကောင်းတဲ့အချက်တွေမကောင်းတဲ့အချက်တွေကကျွန်တော်ပြောပြတော့ပါမယ်ဆိုတော့ဗီဒီယိုအချိန်မဆွဲပဲစားလိုက်အောင်အရင်ဆုံးဘလိုတို့ဖုန်းမှာရှိတဲ့ဇလင်းလက်ချတော့ဝင်လိုက်ပါဒါနဲ့ဇလင်းလက်ချအောင်မသိတဲ့လူတွေကျွန်တော်ရဲ့အကောင့်ထဲမှာဇလင်းလက်ချတုံးနည်းနဲ့သူ့ရဲ့ဇလင်းလက်ချ file တွေရှိတာထည့်ပြီးကျွန်တော်ကုန်တင်ထားပေးပါတယ်ဇလင်းလက်ချတွေရောက်ပြီးဆိုရင်မှမြေကြီးတုံးပုံစံလေးကိုချက်လိုက် install new version ကိုချက်လိုက်ပြီးရင် version ကWhy the new one you? Yeah, why the new one don't know why the new one you like being my 5 days or so the channel. Being a poor also like to be a 5 day API so those are the channel. Being class of the like gone. Being a poor also you like. Being a poor name would change like what the chain lay at a tata go which I was a chain lay at it. You are File ချက်လို့ချိန်လိုက်မယ်ပြီးရင် download ကိုနှိပ်လိုက်အဲ့ထဲထဲရောက်သွားပြီဆိုရင်ဘာမှမလုပ်ပါနဲ့တော့သူအလိုလိုပြန်ထုတ်အောင်ပါမယ်ဆိုခုနထောင်းလာဥစားတော့ပြင်ရှာမယ်။မှာကျွန်တော် file ချက်လို့နာမည်ချိန်လာဥစားအဲ့ဒါကိုရွေးလိုက်မယ်။ပြီးအိမ်ပုံနဲ့ထော်လိုက်။ညာဘက်ထိတ်ဆုံးက download ဆိုတဲ့ဥစားတစ်ချက်နှိပ်လိုက်ဟိုညာဘက်ထိတ်ဆုံးက download ဆိုတော့တစ်ချက်နှိပ်လိုက်။ပြီးရင်အထက်ထဲမှာ simple file ချက်လို့ရှာလိုက်။ so ဒီမှာ simple file ချက်ပေါ်လာပြီးအထက်ထဲဝင်လိုက်မယ်။ပြီးရင်ခဏဆောက်ဒီမှာအစိမ်းရောင်လေးပေါ်နေဥစားကိုနှိပ်လိုက်နှိပ်ပြီးဟိုအပေါ်ဆုံးဥစားကိုချက်နှိပ်ပြီးရင် download simplify chess ကိုနှိပ်လိုက်ပြီးရင် confirm ကိုတစ်ချက်နှိပ်လိုက်simplify chess download ပြီးရင်လမ်းချတဲ့ကနေထောက်လိုက် F ကို PBFIN ကိုလည်းတော့ဆိုဒီထဲရောက်ပြီဆိုရင် F ကို permission ပေးရမယ်ဒီမှာ F permission တွေဝင်လာတယ်။ permission ပေးတော့ဝိုင်းမှုရတော့ပြီ permission မပေးရသေးဘူးဆိုရင်3အလောင်းဖြစ်နေပြီးတော့ပြီးရင်အဲ့ဒါ microphone အောက်ရောက်နေမှာပဲမပေးရသေးဘူးဆို microphone နှိပ်တော့ပုံစံအောင်ဆောက်ကြည့်လိုက်ပါအဲဆိုရင်တော့ရပါပြီ။ကျွန်တော်ဂိမ်းထဲဝင်ပြီးဆန်ပြပါမယ်အရင်ဆုံးကျွန်တော်တို့ဟိုးပုံစံမတွေ့တဲ့ setting ပုံလေးတွေ့လာအဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပြီးအောက်လေးနည်းနည်းဆွဲလိုက်ပြီးရင်အမ edit control layout ဆိုတာတစ်ချက်နဲ့ပြီး add button ဆိုတာနှိပ်တာအပေါ်ဆုံးမှာ add button အမ button ဆိုတော့အလင်းမှာပေါ်လာပြီးအဲ့ဒါကိုတစ်ချက်နှိပ်လိုက်အဲ့ add button ကိုနာမည်ကကြိုက်တဲ့ချိန်လိုက်ပေါ့ကျွန်တော်က file ချက်လို့ချိန်လိုက်မယ်ကျွန်တော်ကတော့ချိန်ရချိန်လို့ရတယ်အဲ့ဒါနာမည်ကတော့ရေးမကြည့်ပါဘူးဆိုတော့ key ထည့်မှာနော်အမ key က file ချက်ဖို့ key က wii ပါkey view ကိုချိန်လိုက်ပြီးကြိုင်းနဲ့ထားလိုက်တော့ကျွန်တော်ဒီတောက်ဒီမှာထားလိုက်မယ်ပြီးရင် save as ချက်နှိပ်လိုက် confirm ကိုနှိပ်အဲဆိုတော့တုံးလို့ရပါပြီပြီးရင်တုံးတဲ့နေရာအဲ့ဒီ key ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်အပေါ်ဆုံးက I know what I doing ကိုနှိပ်လိုက်ပြီးရင် confirm ကိုနှိပ်ပြီးရင်အဲ့တော့ချက်နှိပ် setting နဲ့သွားမယ်ပြီးအလေအောက်စာကိုတစ်ချက်နှိပ်လိုက်ပြီးရင်အောက်ဆုံးကနှစ်ခုပြရမယ်အဲ့ဒါ assistant default ပဲထားအဲ့ဒါလည်း assistant default ပဲထားopen essay ကအတန်အသိမကြည့်ဘူးဆိုပြီးရင်အပေါ်ဆုံးအောက်စာအကုန်တင်ပြီးသူအောက်စာလည်းအကုန်တင်လိုက်ဒါဆိုရင်သုံးလို့ရပြီ so ကိုက simplify ချက်ရဲ့ကောင်းတဲ့ချက်နဲ့မကောင်းတဲ့ချက်ပြောပြပါမယ်ကောင်းတဲ့ချက်ဆိုတာတဲ့ကျွန်တော်ကြိုက်တဲ့ချက်ကိုပြောပြမှာပါအဲ့ဒါဘာကောင်းလဲဆိုတော့ player ချင်းချင်းနီးနေမှာစကားပြောလို့ရမှာပါဒီ sound visit ဆိုတဲ့မုံနဲ့တွေ့တုံးမယ်ဆိုရင်တော်တော်လေးတော့မိုက်ပါတယ်ဥစားဘာပြောင်းလဲရမယ်ဆိုတော့ဟိုဘယ်လိုကနှစ်ယောက် case တွေမှာစကားပြောနေအတန်ဟိတ်တာလို့ပါသွားပါမယ်ဒါဆိုတော့တော်တော်လေးတော့မိုက်တယ် so ဟိုကမကောင်းတဲ့ချက်ပြောပြပါမယ်မကောင်းတဲ့အချက်ဆိုတာကျွန်တော်တို့ဖုန်းမှာဆောက်တဲ့လူတွေတော့ပဲမကောင်းတာပါသူကဘာမကောင်းတာလဲဆိုတော့
player 2ယောက်စကားပြောနေမှာဆိုရင်တယောက်က2ချက်3ယောက်ပေါ့မယ်2ချက်မတော့ဘူးဆိုရင်အတန်ကစကားပြောရင်နှစ်ထပ်ဖြစ်နေမှာပါဒါကဖုန်းမှာဆိုတဲ့လူတွေတော့ပဲဖြစ်ပြီးတော့ PC တို့ laptop တို့ဆိုတဲ့လူတွေမှာမဖြစ်ပါဘူးပြီးရင် video record လုပ်ရင်စကားပြောလို့မရတော့တဲ့ပြဿနာလည်းရှိပါတယ်ဒါတော်တော်လေးတော့ဆိုးပါတယ် so အားလုံးအဆင်ပြေကြမှာတော့ပြောနေပါတယ် bye